မတော်ကြီးတော့ပါရှင်မြတ်ကောပြားကြိုက်တာ ဟာစုတရာတွေမျိုးချင် OMG ရန်ကုန်မန္တလေးဆိုင်တွေမှာကျွန်တော်တို့ဒီအမေယူကတော့လုံးဝအယောင်အဆုံးဟမ်းမလို့ပြောရမှာအခုလုံးဝဘယ်လိုဖြစ်နေလဲဆိုတော့ most popular ဖြစ်နေတယ်ဗျာလူတိုင်းကဒီအမေယူနဲ့ဒီဟာနဲ့ကိုအရင်ချက်နေကြအဲ့တော့ကျွန်တော်ဒီနေ့အမေယူကိုနောက်ပုံစံမျိုးတစ်မျိုးနဲ့ပြောင်းပြီးတော့ချက်ထားတာအဲ့တော့လိပ်စားကြည့်အဲ့တော့ကျွန်တော်မိမကနောက်က background နဲ့ပြီးတော့ကြိုးပေးနေပြီသမီးလေးပါသမီးကနေသင်းစားမှာနည်းနည်းပြစ်စားပါပြစ်စားပါလေโอเคအဲ့တော့ကျွန်တော်ကစားပြီမိမအနေနဲ့ပိတ်တင်နေတာအိုးမကြည့်မကြည့်အောင်မကြည့်အောင်ဒီမှာသမီးစားပြီးသွားပြီစားပြီးတော့မှစားမယ်လို့ပြောတော့โอ้ဒီဟာကပုံမိုက်တယ်ကျွန်တော်အကျိတ်ဆုံးကိုအမေယူနဲ့ဒီဟာနဲ့တွဲစားတာကအရန်ကိုမိုက်ရတာသူကအမေယူကိုအရင်ကကျွန်တော်ချက်စားပြရတယ်လို့ဟိုဗာငရုတ်သီး6နဲ့ချက်ထားတာမဟုတ်ဘူးဒါကနောက်တစ်မျိုးငရုတ်သီးအစိမ်းကိုနဲ့ပန်စိမ်းလေးနဲ့မဆလာမှုနဲ့စောင်းရမ်းမိုက်တဲ့ပုံစံမျိုးချက်ထားတာဗာလည်းဆက်လို့လို့မျိုးပို့ထသွားတာအရန်မိုက်တယ်အဲ့တော့ကျွန်တော်စားမယ်ဒါကြီးကိုသမီးကတော့ဘာစားဘာရန်စားတဲ့ရန်လိုက်ပါတယ်အဲကျွန်တော်ကတော့ဖြုတ်ပြီဗျာရန်မိုက်လို့အဲ့ဒီဆက်ကောင်မကောင်းဘူးလို့ကောင်းတယ်ကောင်းတယ်ဘိုက်ပြင်းနေတာနဲ့စလုံးဘိုက်ပြင်းနေလို့လေဟုတ်ဘယ်မှာစားသေးဘူးအမနဲ့လုံးစားရစားရင်တရားကြီးဒါပေမဲ့ဘိုက်ကအရန်ပြင်းနေကျမနဲ့သမီးနဲ့စောနာမှာပင်လေစာကော်ပြားနဲ့စောနာမှာစားလိုက်တာသမီးကပင်လေစာကော်ပြားနဲ့သမီးနဲ့စားကျင်တယ်တဲ့အဲ့ဒါနဲ့ဆိုပြီးတော့ပင်လေစာကော်ပြားနဲ့နှစ်ယောက်စားလိုက်တာစားလဲစားပြီးတော့ကိုနိုင်စောလာပြီးတော့ကဲဗီဒီယိုရိုက်ကြမယ်ဆိုပြီးတော့လုပ်တော့အရက်တာပြီးလုံးဝ share တယောက်တအုပ်စီဆွဲတာသမီးကဘာကြိုက်တာလဲမြတ်ကောပြားကြိုက်တာကော်ပြားကြိုက်တာကော်ပြားမှာဘာကိုကြိုက်တာလဲပြည်ကြီးကရေပွဲကင်းမွန်ကုန်းခရုခဏန်းဘာညာအစွန်မြတ်ကနန်းကြိုက်ဆုံးခဏန်းကြိုက်ဆုံးမဟာမိုက်သွားပြီမေမေလည်းခဏန်းကြိုက်တယ်သမီးနဲ့မေမေလည်းတူတယ်နော်ကျွန်တော်ခဏမကြည့်ဘူးစားအားရလက်ပတ်ကတော့ကြိုက်တယ်ကျွန်တော်ထမင်းကြိုက်တာပုံတော့ပြန်ပြီးနောက်တစ်ခါဆွဲလိုက်အိုရမျိုးကြီးရမ်းမိုက်အိုးတော်ကိုဒါကြီးဒါပို့စားနေဟာအိုးကောင်းမပေါ့ကြိုက်ဆိုင်ဟာစုတရာတွေမျိုးချင်ကြိုက်စားချင်နေရလားကြိုက်ကြည့်မလားအဲ့ဒါကြိုက်ကြည့်မယ်တဲ့ချိုကောင်းချိုဟဲ့ကောင်းမိုင်းလားပူလားဖိုင်အမေကတော့ကျွန်တော်ဒီ OMG 6လုံးကျွန်တော်မျိုးတည်းတွေထဲမှာဒီအမေကလုံးဝပေါ်လာပြည့်စုံမယ်ငယ်ရထမင်းကြိုက်တာဟုတ်တယ်သမီးကိုကြည့်နေရသူဆိုလို့ရှိရင်သိတယ်သမီးငယ်က live တွေလွှင့်တော့ဆိုမယ်တို့လေOMG မန္တလေးမှာအခုဆိုလို့ရှိရင်ကိုနိုင်စောပြောသလိုပဲအမဲဦးက popular အဖြစ်ဆုံးဖြစ်ကိုနိုင်ပြောတယ်ဟုတ်တယ်တအားရောက်ရတယ်အဲ့လိုမျိုးဟိုပင်လေစာအပြင်ဟိုပေါ့နော်တခြားအယောင်ရဆုံးအမဲဦးရခိုင်ချက်ဖြစ်နေတာအမဲဦးရခိုင်ချက်ကိုအခုတင်စိမ်းရခိုင်ချက်လဲစားတယ်ရခိုင်ချက်လဲစားတယ်အဲ့လိုမျိုးလေးအမဲဦးကနေပြီးတော့တခွားသီးနဲ့တွဲဖက်ပြီးတော့စားရင်ပို့ပြီးတော့ကောင်းတာပေါ့နော်တခွားသီးတုံးနဲ့ကျမတို့ကြိုက်တာကိုပြောတာတချို့ customer တွေပြောတယ်ဒီအမဲဦးကအနှစ်နဲ့ခမင်းနဲ့ကိုနေစားတာမကောင်းဆိုလို့ရှိရင်100% အာမခံတယ်မကောင်းဆိုလို့ရှိရင်ငွေပြန်ပေးမှာအရန်ကိုကောင်းတယ်မိုက်ဟုတ်တယ်အမေတော့အောင်ခုနကတော့ထမင်းနဲ့အများကြီးစားပြီးသွားအဲ့ဒါအမဲဦးတွေထားစားနေစားတော့ဘူးလို့ပြောပြီးတော့ဘိုက်တွေပြည့်နေစားတော့လို့ပြောပြီးအမဲဦးတွေစွဲနေတာရှဲစွဲနေတာညကြမှာဗာကြီးတားပြည့်နေဦးမယ်ကျွန်တော်တို့ဒီရခိုင်အစားအစာလည်းပြောတာမဟုတ်တယ်ဂေလေးကိုကောင်းလို့လုံးဝစောင်းရမ်းကောင်းအသေးပဲပါတယ်လေ
ဦးလေးမှပါတဲ့အချီးလေးကိုကအရင်အရသာကြီးရ အနှစ်ဒါပေမဲ့အဲ့ဒါလေးကလေဒီဟိုရခိုင်ချက်ပုံစံမျိုးလေးကျမတို့ခန်းညင်လေးတို့ပါမယ်ဆက်လိုက်တဲ့အချိန်မှာအဲ့ဦးရဲကနေထွက်လာတဲ့အရေးလေးနဲ့ပါမယ်အရင်စားလို့ကောင်းတာပဲမူးအိနဲ့ဟိုမှလည်းလုံးပြီးလို့ရင်ညကြဗကြီးတားပြည့်နေ မိနာဤနာ သူကြိုက်နေတာသူကြိုက်ရတဲ့ချိန်တော့ကြိုက်နေတာကလေးလည်းအပီဆွဲရတော့ပြီးတော့လေဒီဟာလေးကလေအဆက်လျှော့လို့လေရတယ်အဆက်မစားနိုင်တဲ့လူတွေလေအဆက်လျှော့လို့ရတယ်အရင်ကောင်းတယ်ဝင်းနေရပဲ တကယ်လို့မိတ်ဆွေတို့မိသားစုမှာကလေးတွေပါလာတာအဲ့တော့ဒါလေးကိုအချိုချက်ပေးပါဆိုလို့ရမယ်တော့ကိုအချိုချက်ပေးတော့လေးကိုရင်းချက်ပေးလို့အဆင်ပြေကြဘုံလုံးတို့အဆင်ပြေလုပ်ပေးပါမယ်အရန်ကိုလေးကောင်းလို့တကယ်လို့လာသားလေးဖြစ်တာတော့မှတော့ကမအပေးပေးတယ်အကုန်သွားမယ်ဟုတ်နာမိုင်းနေတာ ခုနဟာမရှိတော့ ခုနဟိုလေးကဘာလေးမသိဘူးဟုတ်တယ်ငါတော့ဒီလေဟဲ့မျိုးဟုတ်လားဘူးဘာတော့ဆိုရမနာဟုတ်တယ်ဟဲ့လားကောင်းတယ်မေးကောင်းလားကိုလေ ကောင်းတယ် ကောင်းရင်ကောင်းရင် ကောင်း ဆိုပြီးတော့ကောင်းတယ် တယ်သူကကောင်းကြိုက်တယ်သမီး ဆိုင် ရေတောက်ရှင်မရေတောက် ဟုတ်ကောင်း စောင်းမလားတော်တော့စောင်းမလားစားချင်သေးရရုပ်ကြီးစောင်းမလားတော်တော့ဆိုတော့မကြည့်ရုပ်ကြီးစောင်းမလား ဟုတ်ကဲ့အဲ့ဖိစားရရ စားမမေကဘာကြီးတအားပြည့်နေမှာဆိုလို့ပြောတာ ကောင်းနာသူကောင်းတယ်မပြီးလေရ ဟုတ်တယ်ဟဲ့ဖားနေအမေဦးမှာလို့ရှိရင်ဆိုအမေဦးမှာလို့ရှိရင်ဒီတပွဲပါတော့ဒါလည်းလုံးဝဆက်လုံးဝမိုက် ဟုတ်တယ်အမဲဦးဝယ်လို့ရှိရင်ခွားတိတို့လက်ဆောင်ပေးမှဖြစ်ပါရဲ့ ဒါပေမဲ့တော့ခွာတီလို့လည်းအဲ့ဒီခွာတီတော့ပါမှာဖြစ်မှာအဲ့ဒီပါလို့ရှိရင်အမ်ဒါဆမ်း ဘိုက်ကတအားပြည့်နေလို့စားချင်တယ်တွေးမျိုးချနေရတယ်ဘယ်ရတအားပြည့်နေမမေက ဟုတ်တယ်ကနေနေဟုတ်တယ်ရကတိရ ကောင်းရမ်းမျိုးစား မိုက်လား ဟုတ်မှလည်းလုံး ကျောင်းသားပဲကျွန်တော်ရလိုက်တော့မယ်ဒါကြီးခြေတော့ကျွန်တော်ဆက်စားလိုက်အောင်မယ်ဆိုကျွန်တော်အမေဦးဒီလိုမျိုးမှာလို့ရှိရင်ခိုင်ချက်ကိုပန်းစိမ့်မှာကျွန်တော်ရှင်းအချက်ပြခဲ့တာလည်းအရင်ကြားပိုကောင်းတယ်လို့ကျွန်တော်အမေဦးလူပဲမှာလို့ရှိရင်ခွားသီးရခိုင်တုံးလေးနဲ့တွေးထားကြည့်ပါတစ်ခါကျွန်တော်ကအမေနဲ့လက်ဆောင်ပေးပြီးသွားပါအဲ့တော့လာစားပေးမယ်ရန်ကုန်မန္တလေးတော့မှာအမြင့်ထော်ရရပါတယ်အားလုံးကျေးဇူးတင်ပါတယ် ဘာ bye bye